ကဲအားလုံးပဲမင်္ဂလာပါ Bravo Brother YouTube channel ကနေအားလုံးကိုပြန်လည်ပြီးတော့မှကြိုဆိုလိုက်ပါတယ်ဒီတစ်ခေါက်မှာတော့ကျွန်တော်တို့ကအနုပညာဆိုတဲ့ခေါင်းစဉ်အောက်ကနေပြီးတော့မှမိသားစုများကိုဗီဒီယိုနှစ်ပုတ်ပြချင်ပါတယ်အနုပညာဆိုတာမျိုးကတန်ဖိုးထားတာနဲ့ဘယ်လိုပြောမလဲတန်ဖိုးမထားတာနဲ့အဲ့ဟာနဲ့ပတ်သက်ပြီးတော့မှကျွန်တော်ကဗီဒီယိုနှစ်ပုတ်ကိုပြမှာဖြစ်ပါတယ်ခစ်ရှေ့ပြေးတာနဲ့ဘယ်လိုပြောမလဲဖြတ်စည်းတာနဲ့ထူးပြသိလားအဲ့လိုအကွက်တွေတော့ရှိတယ်ဆိုတော့ဒီပထမဆုံးကျွန်တော်ပြချင်တဲ့ဗီဒီယိုလေးကတော့ဒီရွှေမန်းမာလာဆိုတဲ့သချင်းပေါ့နော်ဆိုတော့အဲ့မှာဒီအကတွေဘာတွေညာတွေပေါ့မြန်မာအကတွေကိုလုပ်ပေးတာကတင်ပေးတာကတင်မောင်ဆမ်းမင်းဝင်းလို့သိရတယ်ပြီးသွားရင်ဒါကျွန်တော်တို့ခစ်ပေါ်အကတွေကိုတင်ပေးတာကကျတော့ဒန်ဆာမင်းမင်းထုံးပေါ့နော်ဒီသချင်းကိုဆိုတဲ့ကောင်ကတော့ဒါလည်းတင်မျိုးဦးတဲ့တင်မျိုးဦးကျွန်တော်တစ်ခါမှတော့မကြားဘူးပေါ့နော်ဒါပေမဲ့သူတို့ဆိုတဲ့တချင်းရဲ့အခြေအနေဒီပြောမှဆိုတကြံတချင်းဖြစ်တယ်အဲ့ထဲမှာတကြံတချင်းဆိုတဲ့ဥစ္စာပေါ်မှာထူးခြားချက်တွေအများကြီးရှိတယ်ဗျလိုအပ်ချက်တွေအများကြီးရှိတယ်အဲ့ဒါလေးကျွန်တော်တို့အတူတူကြည့်အောင်ပါဟိုတယုံဗမ်းမျိုးစုံနေပြန်ရွှေမန်းမာလာပန်းဦးရင်ရှုမကြီးအောင်မင်းနှစ်ကူးရင်ငန်းငွေငန်းမောင်လန်းတန်ဖိုးရှိတဲ့ຢာတွေကိုဖြက်စီးရဖွဲ့တယ်မှာကျွန်တော်မဟုတ်ပါဘူးဟိုပါပေါ့နားလည်ပေးပါဆိုတော့ရွှေမန်းမာလာတဲ့ချင်းတန်ဖိုးကျွန်တော်နားလည်ပြီးသားပါအဲ့တန်ဖိုးအောက်မှာခစ်ပြောင်းလာတဲ့ခါမှာခင်းနောက်ကိုလိုက်တဲ့အရာတစ်ခုပဲဖြစ်ပါလိမ့်မယ်ဟုတ်ခင်းနောက်လိုက်တာတွေခစ်ရှိပြေးတာတွေခဏထားလိုက်အဲ့မှာငါရှေ့မှာကြားလိုက်တဲ့စကားကပါလေပြပြပြန်နေဝါဝေးစမ်းမြူးလို့လုံးငါတို့ကြားခဲ့ဘူးလေတချင်းစာတာအဲ့လိုမဟုတ်တယ်ပဲနော်ပြပြပြန်နေဝါဝေးစမ်းမြူးလို့ဟောတယုံပန်းမျိုးစုံနေအဲ့လိုမျိုးပေါ့ကိုကတမျိုးကြီးပဲဘယ်လိုကြီးလဲမသိဘူးမင်းတို့တချင်းကစားလာတဲ့ကလွဲနေတာဒီတချင်းပေါက်တော့မသိဘူးစားလာတဲ့ကလွဲနေတာတကယ်ကောင်းလို့ဒီတင်မောင်ဆမ်းမင်းဝင်းကကွာဒီလောက်ကွာဒီအကအလှတွေလည်းတင်ပေးနေပြီးတော့မှဒီတချင်းလေးတော့မှပြနားမထောင်ဘူးလားဘေးနာဒန်ဆာမင်းတို့ဆိုတဲ့ကောင်ထားလိုက်တော့ဒီကောင်ကကြတော့ကွာအကသမားဆိုတော့ခေတ်ပေါ်အကသမားဆိုထားလိုက်တော့ပြီးတော့အဲ့အလဲဒီတင်မျိုးဦးဆိုတဲ့ကောင်ဘဲကငါကြည့်တယ် PS1 ကြီးလားလို့ဘာကောင်တွေမှလည်းမသိဘူးပြင်နေဟိုဘဲနေပဲဘူးဟိုလိုလဲတာကိုတာကြီးနားတော့ဆင်းပတ်စံရှိတယ်အစိုးရဖြစ်မဲ့ထင်နေတဲ့ကောင်တွေလားမသိဘူးအဒိုးတွေကျန်တဲ့ဟာတွေအကုန်ပါပါတယ်အကုန်ပါတယ်စစ်တီတီးတယ်နော်အခြားလေးလှုပ်ထားတာပါဟုတ်ငါလည်းလက်မခံဝေးအောင်တချင်းအဲ့လိုဖေလောက်ဝီကာလို့ရတဲ့တေးတချင်းမျိုးမဟုတ်ဘူးဟာတကယ်ကောင်တွေကွာဘာလို့ပဲသားပြောတော့လေခင်းနောက်လိုက်တာလေမင်းတို့ခင်းနောက်လိုက်တာကြီးကတော်တော်ခြေတွေစိုးနေပြီကွာဟာတကယ်ခေါင်းနေလို့ကြည့်ဖေးနေပါလောက်တာလို့ဘာကြီးလဲလို့အဲ့ဒါကြတော့မင်းတို့တန်ဖိုးထားတာလည်းမတူတော့ဘူးနော်ဖြတ်စီရဟိုတီထွင်စမ်းတက်တာတွေပါလည်းမဟုတ်တော့ဒါကြီးကတော်တော်ရုပ်ပြက်ဆင်းပြက်ကြီးဖြစ်သွားပြီနော်တင်မျိုးဦးနော်ကားထဲမှာလည်းဟို sexy dance မဟုတ်ဘူးဗျာကျွန်တော်ကအဲ့ဒီအဲ့အခု style မှာတကြံ vibe ကလေးတွေရဲ့ new style ပုံစံမျိုးလေးကျွန်တော်ထွင်လာတာဒီတချင်းစီဟိုးရှိခဲ့တယ်အကောင်းဆုံးဖြစ်ခဲ့တယ်အဲ့တော့ဒီဘက်ခေတ်ထိအခုခေတ်လူငယ်တွေထိကျွန်တော်ဆွဲခေါ်လာတယ်ဆိုတဲ့ပုံစံဒီအခုခေတ်လူငယ်တွေပေါ့နော်အထူးသဖြင့်အဲ့တော့ငါတခုပြောမှာခဏလေးဟိုပါလဲဟိုတကြံနဲ့တချင်းနဲ့ sexy dance နဲ့ဘလို့မျိုးမင်းတို့က collaborate လုပ်ချင်တာတော့ငါသိချင်တာလေလုံးလို့ရတဲ့အမျိုးအစားထဲမှာပါလို့လားဟိုကကျုပ်မျက်မှန်တက်ထားတဲ့ကောင်လေးကြီးကိုတင်မျိုးဘာကောင်ကြီးလည်းမသိပါဘူးကွာထမင်းစားပြီးချီးပါတဲ့ရုပ်နဲ့ဟာမင်းတို့လက်ထက်မှာမင်းတို့ကောင်တွေကအခုမင်းတို့လက်ရှိအခြေအနေတခုမှာသွားပြီလို့ငါတို့အမှုပညာလောကကြီးကသွားပြီဟိုတင်မောင်ဆန်းမဝဲဆိုတဲ့ကောင်ကလည်းအမှန်တမ်းပြောရင်စောက်ဘောပါတဲ့တကယ်စောက်ဘောတင်မောင်ဆန်းမဝဲကဘယ်လိုပြောမလဲရွှေမန်းမျိုးဆက်ထဲမှာတကောက်တော့စောက်ဘောကြတဲ့ကောင်ငါတကားမမြင်ဘူးတကယ်ကောင်ဘာလို့ငါတို့ကတခြားကဏ္ဍတွေအများကြီးနဲ့ပတ်သက်ဆက်နွယ်ခဲ့ဘူးတဲ့မြင်မှုတွေ့ဘူးတဲ့ကောင်ဆိုတော့တားလိုက်တော့စွန်းလို့ကြည့်အောင်ဒီပြန်ကားမောင်းမဲ့ကောင်ကြီးတို့လိုပါလို့လေဟုတ်ပြီလားဝဲဟောလည်းမရကားလေးဝင်တော့မရချိုးကြအောင်မင်းတို့ကောင်လေးလက်ထဲမှာထားတဲ့အနုဖေးချကြီးရတယ်ကွာသုတ်ပြက်တတ်နေတာပဲတကြံချင်းလေးကိုပြန်ပြီးတော့သူတို့ကြိုက်တဲ့ music မျိုးတွေသူတို့ကြိုက်တဲ့ vibe တွေမျိုးတွေနဲ့နားထောင်ရတဲ့ feeling ကိုပေးချင်တာပါဖြူပြနီဝါဝေးစမ်းမြူးလို့ဟိုတယုံဗမ်းမျိုးစုံနေပြန်ရွှေမန်းမာလာပန်းဦးရင်
ရှုမကြီးအောင်မင်းနှစ်ကူးရင်ငန်းငွေငန်းပေါင် ဒါလေးပဲလှုပ်တတ်တာပါကျွန်တော်ကောက်ကွယ်ကတစ်ခွက်တည်းရှိပါ ဒါပေမဲ့အိတ်ကောက်ကိုကျွန်တော်လိုက်ကောက်ဖို့လုပ်ထားပါတယ် တစ်တော်မှာကျွန်တော်ဒါ ကျေးဇူးတင်ပါတယ်ကွာ လူမျိုးလေးတွေပေါ့နော်ဟုတ် မီဒီယာပဲအဲ့ဒါမီဒီယာပဲအဓိကပါလဲဆိုဒီကောင်အခြေအနေကမီဒီယာကိုပတ်စံပေးပြီးတော့မှအင်တာလာဗျူးခိုင်းတဲ့အခြေအနေအဲ့ဒန်ဆာမင်းမင်းထိုးနဲ့တင်မောင်ဆန်းဝင်းဆိုတဲ့ကောင်ကလေပတ်စံရလို့လုပ်တာပဲအမှုပညာကိုတည်တည်ချာချာကိုလေ့လာပြီးတော့မှဒီတခြင်းဒီငါတို့ဒီဟာအတွက်ကိုငါတို့ course လုပ်ပြီးတော့မှသင်ပေးလို့ရမယ့်တခြင်းမျိုးဘာမျိုးညာမျိုးစဉ်းစားတာမျိုးစောက်ဆံရလို့လုပ်တာဟိုကောင်ကလည်းစောက်ဆံရှိလို့အဆိုတော်ဆိုပြီးကောက်ခံခံစားလို့ထလုပ်တာတကယ်တော့ဘာစောက်တန်မှလည်းမကောင်းသလိုဘာအခါလာမှလည်းမသိဘူးမီဒီယာနဲ့ဂျားတဲ့ပြောက်နေတယ်အခုရဲ့အခါလေးကပေါက်တယ်လို့ဘယ်တရားပေါက်လဲပေါက်ဖြစ်သေးပဲတော့ပေါက်ဖြစ်သေးပဲတော့ပေါက်အဲ့လိုဖြက်စီးတာနော်အဲ့လိုဖြက်စီးတာ မီဒီယာလည်းအခုနောက်ပဲမီဒီယာလည်းဘောက်လို့ပဲသားရဖြစ်နေ အေးဟုတ်မြန်မာ celebrity တို့ဘာလို့သိမလားဟို သတ်သွား MC ရော ဒါကျွန်တော်တို့ကစော်ကားပြီးပြောတာမဟုတ်ခင်ဗျားတို့ကဘာမှမဟုတ်တဲ့တရောင်းစားလဲ view တယ်ခွက်ဆောင်ကုတ်လဲ view တယ်ပြောနေတာကဒီလူတွေကိုကျွန်တော်စော်ကားတာမဟုတ်ဘူးဘာမှမဟုတ်နည်းနည်းလေးလူသိလာပြီနည်းနည်းလေးပောက်သွားပြီဆိုတော့လည်းအင်ဒါစ view တော့တာပဲဥပမာထားပါတော့ဖြူဖြူထွေးတို့ဟာမျိုးပေါ့ဘယ်လိုနာမည်ကြီးလာလဲ ဝယ်ပုတ်ခါတယ်ပဲကြီးရ ဘယ်လိုနာမည်ကြီးလာလဲစမမဂျိုးလုံးမောက်ကုတ်တွေလုပ်ပြီးတော့မှဂျိုးလုံးမောက်ကုတ်တွေလုပ်ပြီးတော့မှလူပညာသမားဆိုပြီးဖြစ်သွားတာဆိုတော့ဒီလိုဟာတွေရဲ့လက်ထဲမှာအမှုပညာလောကယူထားခဲ့ရတဲ့အင်မတန်မှကိုရေလေးစရာကောင်းတယ်ဗျာသိလားတေချာတကူကတော့အမှုပညာဆိုတာမျိုးစောက်ဆိုင်ရရင်ပြီးတော့လုပ်လို့ရတဲ့အခြေအနေမျိုးမဟုတ်ဘူးဗျာသိလားထားလိုက်ပါတော့ဒါကဒီရွှေမန်းမာလာဆိုတဲ့သချင်းကိုတေးတန်ရှင်ဆိုပြီးတော့မှကောင်းသိတက်ထားတဲ့ဒီကောင်ခရုံကြီးထက်ပါတယ်တင်ဖြိုးဆိုတဲ့ကောင်နဲ့ ပါကျဲ အေးပါကျဲအေးဆိုင်ကြီးထမ်းတဲ့နေရာဒီကောင်ကိုထည့်ရမှာဆိုကျွန်တော်ဒန်ဆာမင်းမင်းထုံးရဲ့တမောင်ဆမ်းမုံပေါ့ဒီ၃ခေါင်ရဲ့ဒါကျွန်တော်တို့ဒီ stamp ဆိုတဲ့ stamp magazine ဖြစ်ပုံများတယ်ကျွန်တော်ထင်တယ် stamp ဆိုတဲ့ဒီကျွန်တော် media ကနေပြီးတော့ interview ထားတဲ့ဟာပေါ့နော်တကယ်တော့ဟိုတချို့တွေကလေမြန်မာလူမျိုးတွေမြန်မာလူမျိုးပေါ့ပဲမြန်မာနိုင်ငံသားပေါ့နော်မြန်မာဗမာလူမျိုးပေါ့ဗမာလူမျိုးတွေကဗမာတချင်းကိုအဲ့လိုမျိုးတွေပေါက်လို့ပေးစားတွေလုပ်ပြီးတမိုးမထားကြတဲ့အချိန်မှာတိုင်းရင်းသားတွေကတော့ဗမာတချင်းတွေဆိုရင်တော့တလုံးချင်းစီကိုတေချာလေးလေးလာလာကိုဆိုပြီးတော့မှသူတို့ရဲ့မူရင်းပါရမီအတန်လေးကိုတေတေချာချာလေးကိုတန်မိုးထားပြီးတော့ဆိုသွားတဲ့ video file တွေရှိတယ် ပြန်ဆိုတော့ အဲ့ထဲမှာလည်းကျွန်တော်သဘောကျတဲ့ဒါသူ့ကိုသူတော့အဆွေတော်လို့တတ်မှတ်လားမတတ်လားတော့မသိဘူးဗျာကျွန်တော်တို့ရင်ထဲမှာသူ့အဆွေတော်လို့တတ်မှတ်တယ်ဆိုတော့သူကကိုခွန်ချစ်ပိုင်ဘူးပေါ့နော်ခွန်ချစ်ပိုင်ဘူးကသူကနောက်ထပ်သူ့ရဲ့လမ်းထဲမှာနေတဲ့အိန္ဒိနာချင်းကြီးလေးခွန်ရံပိုင်ဘူးကိုသူကတွဲခေါ်ပြီးတော့မှသူတို့တချင်းတစ်ပုတ်ဆိုထားတယ်တချင်းလေးကတော့ဝဲနေလေကျွန်တော်တို့အရင်တုန်းကဘယ်လိုပြောမလဲဟိုမပိုးကြီးဆန်တော့ဘာလို့ဆုခဲ့ပြတဲ့ချင်းဒါလိုဘေးတဲ့ချစ်ကိုနဲ့တက်လက်ကန်ယူစမှာအဲ့ဒီချင်းလေးကိုသူတို့ပုံစံလေးနဲ့ဂီတာလေးတီးပြီးတော့မှဆူပြတဲ့ဥစ္စာလေးကတော်တော်လေးကိုနားထောင်လို့ပေါက်ခဲ့ပြကြည့်ကြည့်ပါဒီတချင်းပေါ်မှာထားတဲ့သူတို့ရဲ့ရိုးသားမှုကိုကျွန်တော်တို့အတိုင်းသားမြင်ရပါတယ်เนาะကြည့်ကြည့်ပါဒါလိုပြည့်ချစ်ကိုနှစ်သက်လက်ခံယူခြင်းပါတယ်။တန်ရဟောင်းလေးတစ်ခုပေါ်နောက်တစ်ခုတိုးမှဆိုရင်နေတယ်။မာယာမြစ်ထဲဝဲလဲလက်ပြကူကตายရခြင်းနဲ့ဝဲလဲလဲမောင်းအချင်းဝဲလဲလဲဒါလိုပြည့်ချစ်ကိုနှစ်သက်လက်ခံယူခြင်းပါတယ် ငါဒီဘက်ကတယောက်ဆိုတယ်လို့မထင်ဘူးဒီကိုခွန်ချစ်ပိုင်ဦးဆိုနေတယ်ထင်တာမဟုတ်ဒီဘက်ကအဖြူလေးရရောအတန်လေးကကောင်းလိုက်တော့ကွာခွန်ချစ်ပိုင်ဦးလို့ပဲအတန်ဂယုနာတန်ပါတယ်သူကပြပြန်နားထောင်ကြည့်မယ်ဒီမှာကြည့် ဒါလိုပြည့်ချစ်ကိုနှစ်သက်လက်ခံယူခြင်းပါတယ်တန်ရဟောင်းလေးတစ်ခုပေါ်နောက်တစ်ခုတိုးမှဆိုရင်နေတယ်မာယာမြစ်ထဲဝဲလဲလက်ပြကူကตายရခြင်းနဲ့ဝဲလဲလဲမောင်းအချင်းဝဲလဲလဲ မောင်ချင်ဝဲလေလေအဲ့နေရာလေးဆိုတော့တအားလာတာသူတို့ဆိုတာတိုင်းရင်းသားတွေမို့လားမသိဘူး ဒါလိုပြည့်ချစ်ကိုနှစ်သက်လက်ခံယူခြင်းပါတယ်တရားဟောင်းလေးတစ်ခုပေါ်နောက်ခုတိုးမှဆိုရင်နေတယ်မာယာမြစ်ထဲဝဲလဲလက်ပြကူကตายရခြင်းနဲ့ဝဲလဲလဲမောင်းအချင်းဝဲလဲလဲမပြန်ခြင်းမချင်းရဲ့နိုင်ရဲ့လက်တွေရှေးမစနိုင်အောင်လေဒါစီခြင်းနဲ့လေညနေမှဒီလေနှခါပြပြောချင်ရဲ့တဲချစ်တဲ့ဆိုလေးဆဲလေတလို့ယူစထားတဲ့ညမိုက်သားရဲ့အနေချက်တွေအမောင်မလက်နဲ့တူကတိတ်တိတ်ခိုးက
ကျင်နာစင်ဝဲမာရတဲ့ကိုနဲ့တူကိုရစ်ပတ်ဖွဲနောက်ထားနိုင်သူရဲ့အပြာရောက်ခန်းစီနောက်ွယ်ကောက်ချင်မှုတွေပြနိုင်လူပါဝဲလဲလဲမောင်ချင်ဝဲလဲလဲ မြောက်ပဲတချင်းလဲဆိုရတော့ performance ပါပါတယ်ဒါတွေပါလာတယ်တို့ကအိုးဆိုတော့ဒီတချင်းထဲမှာသူတို့ရဲ့ရိုးသားမှုအတိုင်းသားမြင်ရပါတယ်ဟိုစက်နာတော့စက်နာတော့တော်တော်ကောင်းနေပြီ မောင်မလည်းနဲ့တူကတိတ်တိတ်ကိုကကျင်နာစင်ဝဲမာရတဲ့ကိုနဲ့တူကိုရစ်ပတ်ဖွဲနောက်ထားနိုင်သူရဲ့အပြာရောက်ခန်းစီနောက်ွယ်ကောက်ချင်မှုတွေမမြင်နိုင်သူပါဝဲလဲလဲမောင်ချင်ဝဲလဲလဲမပြန်ခြင်းဘူးချစ်ရဲ့နိုင်ရလဲတွေရှင်းမစနိုင်အောင်လေတာစီခြင်းနဲ့လေညာနေမတီးလေခါပြန်ပြောချင်ရဲ့တေးချင်တဲ့ဆိုလေဆဲလေတန်လို့ယူစားထားတဲ့ငမိုက်သားရဲ့အားနဲ့ချက်တွေမောင်မလည်းနဲ့တူကတိတ်တိတ်ခိုးကကျင်နာစင်ဝဲမာရတဲ့ကိုနဲ့တို့ကိုရစ်ပတ်ခွဲနောက်ထားနိုင်သူရဲ့ရာရာကစီနောက်ပဲကောက်ချင်မှုတွေမြင်နိုင်သူပါဝဲလဲလဲမောင်ချင်ဝဲလဲလဲ သူတို့နှစ်ယောက်ကကွာဆိုတာအပေးယူရတအားမြတော့အားကြီးတယ်ကွာကြီးတဲ့လူတွေနဲ့ကွာသူတို့ကွာဘလို့မှအပြစ်ထောက်ပြစရာမရှိတော့ဘူးဒီတချင်းဆိုတာကြီးကပြည့်စုံလုံးအားကြီးရကွာသိလားကိုရီအရန်နားတယ်လို့ပြောတာမျိုးတော့မဟုတ်ဘူးဒါပေမဲ့တာမန်လူတယောက်အနေနဲ့ကြည့်ရင်တော့မှသူတို့ဘလို့မှအပြစ်မမြင်နိုင်ဘူးဖြစ်နေတာကောင်းလုံးအားကြီးလို့ကွာသိလားတန်မိုးထားတာကြီးကကျွတ်စင်ကြီးကွာသိရမလားသူတို့တခြားလူမျိုးဖြစ်ပေမဲ့ဗမာတချင်းကိုဆိုလေတော့သူတလုံးကြီးကိုတေချာလေးကိုဟိုဘယ်လိုပြောမလဲဒီတချင်းမှာဘယ်လိုမျိုးပုံစံမျိုးလေးနဲ့ဆိုရမယ်ဆိုတာဒါမဆိုခင်နဲ့တေချာညှိနှိုင်းထားပုံရတယ်တဲ့လားတကယ်မိုက်တာ မောင်မလည်းနဲ့တူကတိတ်ခိုးကချင်နာခြင်းဝဲမာရတဲ့ကိုနဲ့တို့ကိုရစ်ပတ်ခွဲနောက်ထားနိုင်သူရဲ့အပြာရောက်ခန်းစီနောက်ပဲကောက်ချင်မှုတွေမမြင်နိုင်သူပါဝဲလဲလဲမောင်ချင်ဝဲလဲလဲမပြင်းပြင်းဘူးချစ်ရဲ့ညာရင်ဘူးချစ်ရဲ့ညာကြီးရဲ့လက်တွေရှေးမစနိုင်အောင်လေတာစီခြင်းနဲ့လေညာအိမ်မတီးလေအခါပြန်ပြောချင်ရဲ့အေးချစ်တဲ့ဆိုလေဆဲလေတန်လို့ရထားတဲ့ငမိုင်းအားရတဲ့တဲ့ ဟာဟဲ့ပါလေဟာအာဟဲ့ဟဲ့ဝက်လေပါဟဲ့အချာကြီးကကျွတ်စင်ရအဲ့ဒီမှာအပိုင်းရစားကရှေ့ကြီးကွာဒီဗီဒီယိုနဲ့ဒီတချင်းဗီဒီယိုဖိုင်နဲ့ခုနဟိုတင်မျိုးဦးတို့တင်မောင်စန်းဝင်းတို့မှာဒန်ဆာမမင်းတို့ဗီဒီယိုဖိုင်နဲ့ဘာကွာလဲဆိုတော့တချင်းပေါ်မှာထားတဲ့တမိုးထားခြင်းမထားခြင်းကွာမှုကွာတယ်သူတို့ဆိုတဲ့ဥစ္စာလေးဒီတိုင်းသားတန်လေးတွေနဲ့ဆိုရဲဆိုပေမဲ့ဒီတချင်းပေါ်မှာသူတို့ရဲ့ဆိုပုံဆိုပေါက်ဟာဒီတချင်းပေါ်မှာထားတဲ့သူတို့ရဲ့ရိုးသားမှုအတိုင်းသားမြင်ရတယ်ဟိုဘက်ကကောင်းနေလို့ပြောခုနတင်မောင်စန်းမင်းဝင်းတို့တင်မျိုးဦးတို့လိုမျိုးပတ်စံရှိလို့တချင်းထုတ်တဲ့ဥစ္စာမျိုးမဟုတ်ဘူးဗျာသိလားအဲ့တကြောင့်မို့လို့ပြောချင်တာကဟိုခင်းနဲ့လျော်ညီအောင်လုပ်တယ်ဆိုပေမဲ့လေကိုခင်းနဲ့လျော်ညီအောင်လုပ်တဲ့ဥစ္စာမျိုးကကိုတန်မိုးထားတဲ့ပြည်သူတန်မိုးထားတဲ့ပြည်သက်တန်မိုးထားတဲ့အမှုပညာပေါ်မဖြတ်စည်းဖို့လိုတယ်ဆိုတဲ့အကြောင်းလေးတော့ပြောချင်ပါတယ်ဒီချိန်ဒီကာလမှာတော့ပတ်သက်ရှိအကုန်လုံးတချင်းရိုက်လို့ရတာပဲဒါပေမဲ့ quality ကောင်းကောင်းနဲ့ပြည်သက်လက်ခံတဲ့တချင်းတွေထွက်တာရှားပါတယ်အဲ့ဒါကြောင့်မို့လို့ကိုကိုရိုင်းကတချင်းထုတ်မယ်ဆိုရင်လေတကယ်ကိုကိုယ့်အရေးချင်းကိုယုံကြည်မှုရှိပြီးတော့မှပြိသက်လက်ခံနိုင်တဲ့အခြေအနေတစ်ခုထိရောက်မဲ့တချင်းမျိုးလေးတွေပြိသက်နားလေးရောက်မဲ့ရင်လေးရောက်မဲ့နှလုံးသားလေးရောက်မဲ့တချင်းမျိုးလေးတွေဖန်တီးကြပါလို့အားလုံးကိုကျွန်တော်တို့ညီကိုနှစ်ယောက်ကဒါပြောမယ်ဆိုရင်မျိုးပေါ်မှာရှိနေတဲ့တချင်းထုတ်ကြမဲ့တချင်းဆိုကြမဲ့ဝါသနာရှင်တွေကအမှုပညာရှင်တွေရောညီကိုတွေကိုကျွန်တော်တို့ကဒီနေရာကနေပြီးတော့မှအပြောင်သဘောလေးစုအပြုသဘောလေးဆောင်ပြီးတော့မှဒါကျွန်တော်တို့ပြောပြပေးလိုက်တာဖြစ်ပါတယ်ပြောပေးတာဗောနော်ဆရာကြီးတွေလည်းမဟုတ်ပါဘူးအဲ့တော့ကျေးဇူးများကြီးတင်ပါတယ် ပလိန်နေမလား အေးကိုပလိန်နေလို့ထင်နေဦးပဲတကယ်တော့ကျွန်တော်တို့ကအမှုပညာကိုတန်ဖိုးထားခြင်းမထားခြင်းကိုပဲဗီဒီယိုနှစ်ပုဒ်ကိုရှင်းပြီးပြတာပဲဖြစ်ပါတယ်ဆိုတော့အားလုံးကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာနောက်တစ်ခါမှပြန်ဆုံတွေ့ပါမယ်ကျွန်တော်တို့ရဲ့ Remo Brother YouTube channel လေးကို like and subscribe လုပ်ပြီးပြောချင်ပါတယ်ကျွန်တော်တို့ channel ကတော့ကျွန်တော်နိုင်ငံအရေးကောလက်ရှိမှာဖြစ်ပေါ်နေတဲ့အမှုပညာရေးပဲဖြစ်ဖြစ် ဟာတာဘာညာ ဒါဟုတ်တယ်ကျွန်တော်တို့အနေနဲ့ဟို reaction လုပ်လို့ကောင်းတဲ့ဥစ္စာမျိုးတွေဆိုကျွန်တော်တောက်လျှောက် reaction လုပ်သွားပါမယ်လို့ပြောချင်ပါတယ်ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ